အားလုံးပဲမင်္ဂလာပါ Touch Note Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြသွားမယ့်အကြောင်းအရာကတော့ C2 Plus Primer ရဲ့ကျွန်တော်တို့အပိုင်း15ပေါ့နော် variable အကြောင်းကိုဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဆိုတော့ကျွန်တော်ကဒီဘိုင်းမှာဒီ variable declaration ပေါ့နော် declaration and definition ဆိုတဲ့အကြောင်းကိုဆက်ပြီးတော့ပြောသွားမှာပေါ့အဲ့တော့ကျွန်တော်တို့ဒီပထမဆုံးအနေနဲ့ဒီ variable တစ်ခုကိုတိုက်သတ်မှတ်ပြီးတော့ဘာတန်ဖိုးမှထည့်ပေးမထားရင်ဘာဖြစ်မလဲဆိုတာကိုကျွန်တော်တို့ကြည့်အောင်ပေါ့နော်ဒါကို uninitialize variable လို့ခေါ်ပါတယ်အဲ့တော့ C++ plus မှာဒီ variable တစ်ခုကိုတန်ဖိုးမပေးဘဲ initial value မပေးဘဲထားလိုက်ရင်အဲ့ဒီ box ထဲမှာဘာရှိနေမယ်ဆိုတာကိုဘယ်သူမှမသိနိုင်ပါဘူးအဲ့တော့ဒါကို undefined behavior လို့ခေါ်ပါတယ်တခါတလေ program က crash ဖြစ်သွားမယ်တခါတလေကြာရင်လည်းအဖြေမှားတွေထွက်လာတတ်ပါတယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့ဒီမှာလက်တွေ့ကြည့်လိုက်ရအောင်ဆိုတော့ဒီမှာကျွန်တော်တို့ဘာဖို့ဆိုပြီးတော့ integer x ပြီးရင်ကျွန်တော် integer x ကိုထုတ်ကြည့်လိုက်မယ်เนาะအဲ့တော့ဘာထွက်လာမလဲကြည့်အောင်เนาะကျွန်တော်တို့ကဘာလို့ဒါကိုခဏခဏပြောနေလဲဆိုတော့ဒါကတကယ်လို့ရေးကြည့်လို့ပေါ့เนาะဒါကိုမေ့သွားလို့ရှိရင်တကယ် program ရေးတဲ့အခါမှာကျွန်တော်တို့မျောလင်းမဲ့ error တွေတက်ပြီးတော့ program crash ဖြစ်သွားနိုင်တယ်ပေါ့เนาะဆိုတော့ကြည့်အောင်ကျွန်တော်ဒီမှာသူ့ကို output ထုတ်လိုက်မယ်ပေါ့เนาะပြီးရင်ဆိုတော့ဒီမှာ32766ဆိုပြီးတော့ထွက်လာတယ်ကျွန်တော်တို့ကဒီမှာဘာတန်ဖိုးမှကျွန်တော်မထည့်ခဲ့ဘူးเนาะဒါပေမဲ့သူ့ရဲ့ garbage value ဒီရှိနေတယ် auto ဝင်သွားတယ်ပေါ့เนาะအဲသူ့တစ်ခေါက်ထပ် run ကြည့်မယ်အဲ့တော့32767 32765သူ့ရဲ့ garbage value တွေ random တွေဝင်နေတာပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီ variable တစ်ခုကိုစောက်ပြီး variable တစ်ခုကိုဖန်တီးပြီးဆိုတာ ਨੇ initial value တစ်ခုကိုချက်ချင်းပေးလိုက်ဖို့သူကအကြံပြုချင်ပါတယ်အဲ့တော့ဒါမှ error ကင်းမှာပါအဲ့တော့ဘာပေးရမလဲမသိရင်ကျွန်တော်တို့က0 integer ဆို0ကနန်းဆိုရင်ကျွန်တော်တို့က0သာပေးခဲ့လိုက်ပေါ့ string ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့က string မှာကျွန်တော်မနေ့ကပြခဲ့တဲ့သူ့ရဲ့ library string မှာကသူက auto empty ပါပြီးသားပေါ့နော်။တရားကြည့်လို့ရှိရင်လည်းကျွန်တော်အမှ empty string ကိုပေးခဲ့လို့ရပါတယ်။အဲ့တော့ကျွန်တော်ကဒီ C++ plus ကကျွန်တော်က statically type language ပေါ့နော်။ဆိုလိုတာက variable တစ်ခုကိုမသုံးခင်မှာသူ့ရဲ့ type ကဘာလဲဆိုတာကိုဒီ combine type မှာပေါ့နော်။ combine type မှာကတည်းကသိနေရတယ်။ combine type ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ခုနကကျွန်တော်တို့ဒီလိုလေး combine လုပ်တဲ့နေရာပေါ့နော်။ဒီနေရာမှာသူက type ကိုသိနေရပါမယ်ဒါ program ကို run ဖို့ပြင်နေတဲ့အချိန်မှာကလေးကသိနေရမယ်အဲ့တော့ type ကဘာလဲဆိုတာသိမှသာ compiler ကနေဒီကောင်က number မို့လို့ပေါင်းလို့ရတယ်ဒါမှမဟုတ်ဒါကစလုံးမို့လို့အရှင်းနောက်ဆက်လို့ရမယ်ဒါကစလုံးမို့လို့ပေါင်းလို့မရဘူးမြှောက်လို့မရဘူးဆိုပြီးတော့စစ်ပေးနိုင်မှာဖြစ်ပါတယ်နော်ဒါလေးသိပြီဆိုလို့ရှိရင်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့က declaration နဲ့ definition ပေါ့နော်တကယ်သူ့ရဲ့ခေါင်းစဉ်ရဲ့ main point က declaration and definition အဲ့တော့ကျွန်တော်တို့ကဒါဘာကိုပြောချင်လဲဆိုတော့သူကဒီ C++ plus မှာကျွန်တော်တို့က program အကြီးပေါ့နော်အများကြီးတွေရေးတဲ့အခါ file တွေကိုခွဲပြီးတော့ရေးရတယ်အဲ့ဒီအခါတစ်ဖက် file က variable ကိုနောက်တစ် file တစ်ခုကနောက် file တစ်ခုကသိဖို့လိုလာတယ်ဒီနေရာမှာ declaration နဲ့ definition ဆိုတာသူကကွဲပြားသွားပြီပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင် declaration ကကျတော့သူကနာမည်ပေးုံတက်ပဲအဲ့တော့သူကဘာလဲဆိုလို့ရှိရင်ဒီ program ထဲမှာဒီနာမည်နဲ့ variable တစ်ခုရှိတယ်နော်ဒါပဲသူက compiler ကိုအဲ့လိုအသိပေးလိုက်တယ် memory ပေါ်မှာသူကနေရာမယူသေးဘူး definition ကကြတော့သူကတကယ်နေရာယူလိုက်ပြီးအဲ့တော့သူက memory ထဲမှာ RAM ထဲမှာနေရာယူလိုက်ပြီးတော့တန်ဖိုးပါတခါတည်းထည့်ပေးလို့ရတယ်အဲ့တော့ declaration ကဒီ integer လေးငါလုပ်မယ်လို့ပဲပြောလိုက်တယ် definition ကကြတော့ဒီ integer ကိုဖန်တီးပလိုက်ပြီးတန်ဖိုးထည့်ပလိုက်ပြီးเนาะအဲ့လိုသဘောပေါ့အဲ့တော့ C++ plus မှာကျွန်တော်က declaration တက်ပဲလုပ်ချင်ရင် extend ဆိုတဲ့เนาะ keyword ကိုသုံးရပါတယ်မလို့လေးပေါ့ extend int i ဆိုရှင်ဒါကကျွန်တော်တို့က declaration လုပ်ခဲ့တာ RAM ပေါ်မှာ memory ပေါ်မှာနေရာမယူသေးဘူးကျွန်တော်ကဆောင်းလာလို့ int j ဆိုလို့ရှိရင်သူဒီ
definition လုပ်ပြီးသွားပြီသူ့ကိုကျွန်တော်တို့က memory RAM ပေါ်မှာ memory ပေါ်မှာနေရာယူသွားပြီအဲ့ခုနကကျွန်တော်တို့ဒီဥပမာမှာလို့ပဲIND X ဆိုတာကျွန်တော်က memory ပေါ်မှာနေရာယူသွားလို့ garbage value ဒီသူ့ဟာသူရှိနေတဲ့เนาะ garbage value ဒီဝင်လာခြင်းဖြစ်ပါတယ် okay ဒါရပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ် identifiers ပေါ့เนาะအဲ့တော့ဒီဘာလဲဆိုတော့ကျွန်တော်တို့က variable တွေเนาะ function တွေကိုနာမည်ပေးတဲ့အခါကျွန်တော်တို့ကြိုက်တဲ့နာမည်ပေးလို့ရတယ်ဆိုပေမဲ့ C++ မှာသူ့ရဲ့ပေးရမယ့်စီမင်းစည်းကမ်းတွေရှိပါတယ်အဲ့တော့အဲ့ဒီနာမည်တွေကို programming terminology ကကျွန်တော်တို့က identifier လို့ခေါ်ပါတယ်အဲ့တော့ identifier တွေကိုအခရာကဏ္ဍ underscore တို့နဲ့ပေါင်းစပ်ပြီးတော့ကျွန်တော်တို့ကပေးလို့ရပါတယ်အဲ့သူ့ရဲ့ rule လေးတွေကြည့်ရအောင်ပေါ့နော်အဲ့ကျွန်တော်တို့ rules of identifier ပေါ့နော် variable တွေကိုဘယ်လိုပေးမလဲသူက start with letter underscore အဲ့တော့ letter သို့မဟုတ် underscore နဲ့ပဲစရပါမယ်ရှေ့မှာကဏ္ဍနဲ့စလို့လုံးဝမရပါဘူးเนาะဒါကတစ်ချက်ပေါ့เนาะအဲ့တော့ A to Z ရမယ် underscore ရမယ်အဲ့ဒါနဲ့ပဲစပြီးတော့ပေးရအောင်မယ်ဥပမာဒီလိုမျိုးပေါ့เนาะပြီးရင်လိုမျိုးပေါ့ကဏ္ဍနဲ့လုံးဝစလို့မရပါဘူးအဲ့တော့အခုက case sensitivity ပေါ့เนาะသူကဘာလဲဆိုလို့ရှိရင် C++ ကစလုံးအကြီးသေးခွဲတယ်เนาะ case sensitivity စလုံးကြီးသေးခွဲပါတယ်ဘယ်လိုခွဲရလဲဆိုတော့ခုနကကျွန်တော်တို့ int x အဲ့တော့ဒီနှစ်ခုကမတူပါဘူးဒါ variable တစ်ခုစီပါเนาะအဲ့တော့ပြရမယ်အဲ့တော့ sum name n အကြီးဖြစ်ပါတယ်အဲ့တော့ sum name အားလုံးအသေးလေးဖြစ်ပါတယ်ဒီနှစ်ခုဒီ variable တစ်လုံးစီပါเนาะသူတို့နှစ်ခုက C++ မှာဆိုရှင်မတူညီတဲ့ variable တွေဖြစ်ပါတယ်เนาะနောက်တစ်ခုက special character တွေပေါ့เนาะ special character တွေနဲ့ကျွန်တော်တို့ကဓာတ်တွေကိုဒီ identifier ထဲမှာသုံးလို့မရပါဘူးဒါတွေကို variable ထဲမှာ function တွေထဲမှာထည့်ပြီးတော့ကြီးညာလို့မရပါဘူးဥပမာ and apple ဒီမှာလဲ apple ဒီမှာလဲ apple ဒီသုံးခုဒီ variable သုံးလုံးဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့အခရာကြီးသေးတွေစလုံးပေါင်းထားတဲ့အခရာကြီးသေးတွေကမတူညီလို့ဖြစ်ပါတယ်ပြီးရင်နောက်တစ်ခုကကျွန်တော်တို့ကနော် C++ မှာပါတဲ့ keywords တွေကိုကျွန်တော်က variable name အဖြစ်ပေးလို့မရပါဘူး result လို့ခေါ်တာပေါ့နော် C++ မှာသူကိုယ်တိုင်သုံးဖို့အတွက်ဖယ်ထားတဲ့ keywords တွေရှိပါတယ်ဒါတွေပေါ့နော်ဒါတွေကိုကျွန်တော်တို့က variable အဖြစ်ပေးလို့မရပါဘူးအဲ့တော့ကျွန်တော်က int လို့ပေးလို့မရပါဘူးအဲ့ပေးချင်လို့ရှိရင် int ge ရာစသဖြင့်ပေးရပါမယ်ဒါတွေကကျွန်တော်တို့က C++ က keywords တွေပါနော်အဲ့တော့ပြီးရင်နောက်တစ်ခုအရေးကြီးတာဘာလဲဆိုလို့ရှိရင် naming convention ပေါ့နော် naming convention name တွေကိုကျွန်တော်တို့ကဘယ်လိုပေးမှာလဲပေါ့နော်ဘယ်လိုပေးမှာလဲဆိုရင်ကျွန်တော်ကဒီ programmer ကောင်းတစ်ခေါက် programmer ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင်နာမည်ကိုကျွန်တော်တို့ကဖြစ်သလိုမပေးဘဲနဲ့ convention တွေအတိုင်းပေးသင့်တယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့က meaningful name ပေါ့နော် number 1ပထမဆုံးအနေနဲ့ meaningful name အဓိပ္ပာယ်ရှိတဲ့ name တွေ variable တွေကိုပေးသင့်ပါတယ်ကျွန်တော်ကအသက်ကိုသတ်မှတ်မယ်ဆိုလို့ရှိရင် integer ကျွန်တော်ဒီ x တဲ့ integer student age person age သို့မဟုတ် age ကပိုကောင်းပါတယ်ကျွန်တော်တို့ကုတ်တွေမြင်လာတဲ့အခါမှာဒီ integer ကဘာကိုပေးလို့ပေးမှမသိဘူးဖြစ်တတ်ပါတယ်ကျွန်တော်လည်းဖြစ်ခဲ့ပါတယ်အဲကြောင့်မို့လို့ကျွန်တော်ကနောက်ပိုင်းမှာဒီ name convention ကိုပေါ့နော်ရှေ့ရင်ရှေ့ပါစေအဓိပ္ပာယ်ရှိမယ်မှတ်မိတယ်မြင်လာတဲ့ဒါဟာဘာကိုပေးထားတာလဲဆိုတာကိုတန်းသိနိုင်တဲ့ variable မျိုးကိုကျွန်တော်တို့ပေးရပါမယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကနော်များသောအားဖြင့်တော့ကျွန်တော် variable name တွေကိုကျွန်တော်တို့က slow အသေးနဲ့ပဲရေးလေးရှိပါတယ်စလေးရှိပါတယ်ပေါ့နော်ဥပမာ index မှာဆိုလို့ရှိရင်ကျွန်တော်က student age ပေါ့နော်ပြီးတော့ class name အဲ့တော့
class name တွေကိုကျွန်တော်တို့ကဒီနောက်ပိုင်းမှာသင်ရမယ့် class နာမည်တွေကိုကျွန်တော်တို့ကစလုံးအကြီးနဲ့စလေးရှိတယ်အဲ့တော့ sales item ပေါ့နော်ဒီမှာ sales item ဆိုရင်ကျွန်တော်တို့ကရှေ့က class name ကိုကျွန်တော်က s အကြီးနဲ့ပေးခဲ့ပါတယ်နော်ဒီမှာ sales item ပေါ့ဒါဆိုလို့ရှိရင်မြင်လိုက်ဒါ class name ဒါဒီ variable name စသဖြင့်မြင်တဲ့ကိုကျွန်တော်တို့ကတန်းပြီးတော့တည်သွားပါမယ်ပြီးတော့ multiple words ပေါ့နော်အဲ့တော့စကားလုံးနှလုံးထဲပို့လို့ရှိရင် student လုံးပေါ့နော် snake case ပေါ့အဲ့တော့ student underscore လုံးဆိုပြီးတော့ခွဲရင်ရေးဒါမှမဟုတ်လို့ရှိရင်ဒီ camel case ပေါ့နော် student ပြီးရင်နောက်တစ်လုံးကိုကြတော့နောက် word တစ်ခုကိုကြတော့အခရာအကြီးနဲ့ရေးတယ်ပေါ့နော်ဒီ snake case နဲ့ camel case ပုံစံမျိုးသုံးပြီးတော့စလုံးတွေကိုခွဲပြရမယ်နော်အဒီညမှာကျွန်တော်တို့ကနှလုံးကိုကွဲသိလို့ဆိုပြီးတော့ space သွားတုံးလို့မရပါဘူးเนาะအဲ့ဆို error တက်သွားပါမယ်ကျွန်တော်တို့ကသူဒီ10ထဲဖြစ်ရပါမယ် student underscore လုံးသို့မဟုတ် student LG နဲ့ LOAN လုံးဖြစ်ရပါမယ်ဒီမှာဆိုလို့ချင်း student age เนาะဒါမှမဟုတ်ချင်း student age နဲ့ age ဆိုပြီးတော့ရေးလို့ရပါတယ်ဒါဆိုလို့ချင်းကျွန်တော်တို့ကဒီ identifier တွေကိုဘယ်လိုစနစ်တကျနာမည်ပေးရမလဲဆိုတာကိုသိသွားမယ်အဲ့တော့စီကံချက်ကနည်းနည်းများတယ်ထင်ရပါမယ်တကယ်တကယ်လည်းကျွန်တော်တို့ကရေးကြည့်လိုက်လို့ရှိရင်တော့ကျွန်တော်ရေးနဲ့အဆင်ပြေသွားမယ်เนาะကိုလည်းဖတ်ရတာအဆင်ပြေသွားမယ်ချားလူလည်းကိုရဲ့ကိုကြည့်လို့ရှိရင်ရှင်းရှင်းလင်းလင်းဖြစ်သွားပါမယ်အဲ့ကျွန်တော်ကနောက်တစ်ခုเนาะနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီ scope เนาะ scope of a name တစ်ခုရဲ့ scope အဲ့တော့ဒီ scope ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီvariable တစ်ခုရဲ့เนาะသူ့ရဲ့တက်ရောက်တဲ့နေရာပေါ့เนาะ variable တစ်ခုရဲ့အသက်ဝင်တဲ့နယ်ပယ်သူ့ကိုတည်တဲ့နေရာလို့ပြောလို့ရပါတယ်အဲ့တော့ C-level plus မှာနာမည်တစ်ခုတည်းကိုပဲကျွန်တော်ကမတူညီတဲ့နေရာတွေမှာပြန်သုံးလို့ရတယ်အဲ့တော့ C-level plus ရဲ့ scope တွေကိုကျွန်တော်တို့က curly brace နဲ့ကျွန်တော်ကပိုင်းခြားလို့ရတယ်ဆိုတော့ကျွန်တော်ကြည့်လိုက်မယ်မအဦးဆုံးကျွန်တော်တို့က global scope နဲ့ block scope เนาะအဲ့တော့သူ့ကိုကျွန်တော်အဓိက2မျိုးဒီ2မျိုးခွဲပြီးတော့ကြည့်လိုက်ရအောင်အဲ့တော့ global scope ကကြတော့သူကတော့သူဒီဘယ် curly brace ထဲမှာမရှိမနေဘူးဘယ် block ထဲမှာမရှိမနေဘူးအပြင်ဘက်ဆုံးမှာရှိနေမယ်အဲ့တော့ဒီနေရာမှာ declare လုပ်ထားတဲ့နာမည်တွေကဒီ program တစ်ခုလုံးကဘယ်နားကမှဆိုလမ်းပြီးတော့သုံးလို့ရတယ်เนาะအဲ့တော့ block scope ကကြတော့သူကဒီကွင်းဆောင်ကွင်းပိတ် curly brace ထဲမှာရှိနေတယ်အဲ့တော့အဲ့ဒီ curly brace ထဲမှာပဲသူ့ကိုတည်တယ်အပြင်ဘက်ကနေပြီးတော့သူ့ကိုမတည်တော့ဘူးเนาะဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီကုတ်လေးနဲ့ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုတော့ဒီမှာ find this ဆောက်လိုက်မယ် scope တော့ cvb လို့ပေးလိုက်မယ်ကျွန်တော်ဒီမှာရေးပြီးသားလေးပဲကျွန်တော် page ရှာရအောင်เนาะမြန်သွားအောင်ဒီကုတ်လေးကိုကျွန်တော်ကေဟမှာတင်ပေးထားပါမယ်เนาะအဲ့တော့ iOS string ထုတ်ချင်တာဖြစ်တဲ့အတွက် iOS ကြီးညမယ်အဲ့တော့ဒီမှာ main integer เนาะဒီမှာ integer sum ဆိုပြီးတော့0ပြီးရင်ဒီဘက်မှာ integer value ဆိုပြီးတော့ကျွန်တော်တို့ကဒီ for ရဲ့ loop ထဲမှာဒီမှာဆိုရင်သူ့ရဲ့ green လေးပေါ့เนาะကြီးညာခဲ့တယ်အဲ့ပေါင်းနေတော့ထုတ်မယ်เนาะဒါဆိုလို့ရှိရင်ဒီမှာ main เนาะသူက curly brace ရဲ့အပြင်ဘက်မှာရှိနေတာဖြစ်တဲ့အတွက်เนาะသူ့မှာ global scope ရှိတယ်ပြီးရင်ကျွန်တော်တို့က sum အဲ့တော့ sum ကကြတော့သူကเนาะဒီ main function ရဲ့အတွင်းထဲမှာရှိတယ်ဒါကြောင့်သူ့ကို main block scope ရှိတယ်เนาะအဲ့တော့ main block ဒီ main function ပြီးသွားရင်သူ့ကိုသုံးလို့မရတော့ဘူးသူ့ကိုမသိတော့ဘူးပြီးရင် val and val သူကလည်းဘာဖြစ်လဲဆိုလို့ရှိရင် for loop ရဲ့အထက်မှာပဲရှိနေတာသူ့ကို for loop ပြီးသွားတယ်ကျွန်တော်သုံးလို့မရတော့ဘူးသူ့ကို compiler ကမသိတော့ဘူးပေါ့နော်โอเคအဲ့တော့ဒီညမှာကျွန်တော်တို့ကသူ့ကိုအဲ့တော့ဒီပါတယ်ကျွန်တော်တို့ကနော်သူ့ကိုလက်မခံတော့ပါဘူးဘာလို့လဲသူကဒီမှာနော် undefined နဲ့ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ block ဒီ for ထဲမှာပဲဖြစ်ပါတယ် for ရဲ့အပြင်ဘက်မှာဒီ val ကို compiler ကမသိတော့ဘူးအဲ့တော့ကျွန်တော်တို့ထည့်ရေးလို့မရတာပေါ့နော်အဲ့တော့ဒီ scope လေးကိုကျွန်တော်ကပြန်ချိုးရလို့ရှိရင်အဲ့တော့ scope ဆိုတာက variable တစ်ခုကိုသုံးလို့ရတဲ့
နယ်ပယ်ပေါ့နော် variable တစ်ခု variable တစ်ခုကိုသုံးလို့ရတဲ့နေရာဒီ curly brace တွေဒီဂွန်းဆောက်ခွင့်ပိတ်တွေက scope တွေကိုကျွန်တော်ဒီနေရာတွေကိုပိုင်းခြားပေးတယ်เนาะအဲ့တော့ကျွန်တော်ကဒီပြီးရင်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ကเนาะဒီ variable တွေကိုလိုအပ်တဲ့နေရာကြမှာလားเนาะအနီးနားမှာ define လုပ်ပါတဲ့ဒါမှသာ program ကိုဖတ်တဲ့လူကဒီ variable ဘယ်ကလာတာလဲဆိုတာကိုကျွန်တော်တို့ပြန်ကြည့်စရာမလိုဘဲနဲ့ချက်ချင်းသိနိုင်မှာဖြစ်ပါတယ်เนาะအစောကြီး define လုပ်ထားပြီးမှဟိုးအောက်ကျွန်တော်ကုတ်ကိုအဝေးရောက်တော့မှသုံးတာမျိုးကိုရှောင်ကျဉ်သင့်ပါတယ်ဆိုတော့ global variable တွေကိုရှောင်တဲ့များရှောင်ပြီးတော့ variable ကိုလိုအပ်တဲ့နေရာမှာပဲ define လုပ်ပါပေါ့เนาะအဲ့တော့ဒီ scope မှာနောက်ထပ်ဘာရှိဦးမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကเนาะ nested scope ဆိုပြီးတော့ရှိပါအောင်မယ်အဲ့တော့ nested scope ဆိုတာဘာလဲဆိုလို့ရှိရင်ဒီ C++ plus မှာ scope ထဲမှာနောက်ထပ် scope တစ်ခုထပ်ပြီးတော့ရှိနေနိုင်ပါတယ်အဲ့ဒါကိုကျွန်တော်တို့က nested scope လို့ခေါ်ပါတယ်ဆိုတော့ကျွန်တော် box ကြီးထဲမှာ box အသေးလေးတစ်ခုထပ်ရှိနေတဲ့ပုံစံလို့မြင်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကအပြင်ဘက်က scope ကို outer scope လို့ခေါ်ပြီးတော့အထက်က scope ကိုတော့ inner scope လို့ခေါ်တာကွယ် inner scope လို့ခေါ်တယ်ပေါ့နော်ဒီနေရာမှာသိထားရမှာက inner scope ကနေ outer scope မှာရှိတဲ့ variable နာမည်တွေကိုလှမ်းသုံးလို့ရတယ်ဒါပေမဲ့ပို့ပြီးတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတာကနာမည်တူရင်ဘာဖြစ်မလဲတခါတလေမှာကျွန်တော်တို့ကဒီ global scope မှာပေးထားတဲ့နာမည်နဲ့တူတဲ့ variable တစ်ခုကို block scope ထဲမှာထပ်ပြီးတော့စောင့်မိတတ်တယ်နော်အဲ့ဒီခါကြာလို့ရှိရင် compiler ကဘယ်ကောင်ကိုသုံးမလဲကျွန်တော်တို့လက်တွေ့ကြည့်လိုက်ရအောင်ဒီလေးပေါ့နော်အဲ့တော့ sorry အဲ့တော့ဒီကျွန်တော်တို့က main ထဲမှာเนาะ main ထဲမှာ reuse เนาะ main ထဲမှာ reuse မစောက်သေးဘူးเนาะဒီမှာ main ထဲမှာ reuse အဲ့တော့ global scope main ရဲ့အပြင်ဘက်မှာဒါဒီကျွန်တော်တို့ global scope လို့ခေါ်တယ် reuse 42ဆိုပြီးတော့ကျွန်တော်တို့က integer စောက်ပြီးတော့တခါတည်း initialize လုပ်ခဲ့တယ်အဲ့တော့ကျွန်တော်ကဒီနားကိုမရောက်ခင်မှာเนาะဒီနားကိုမရောက်ခင်မှာသူဒီ42လို့ပဲသူကတည်အောင်မယ်အဲ့တော့ဒီဟာထုတ်တဲ့အချိန်မှာ42လို့ထွက်လာမယ်နောက်တစ်ခုက local မှာကျွန်တော်တို့က reuse 0ဆိုပြီးတော့ကြီးညာလိုက်တာ ਨੇ သူကเนาะ global ကို hide လိုက်တယ်အဲဒါကိုကျွန်တော်တို့က shadowing လို့လည်းခေါ်တယ်เนาะဒါအဲ့တော့ဒီ reuse ကိုဒီမှာထပ်ထုတ်ရင်ကျွန်တော်တို့က0ပဲထွက်တော့မှာပါအဲ့တော့တကယ်လို့ကျွန်တော်က local ထဲမှာရှိနေပြီမဲ့เนาะ global က reuse ကိုပဲလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကเนาะ scope operator ပေါ့เนาะ scope operator လို့လေးရေးလို့ရှိရင်42ကိုပြန်ရပါတယ်အဲ့လိုရေးလိုက်တာကအပြင်မဲ့သုံးက global နာမည်ကို global variable ကိုယူပေးပါလို့ပြောလိုက်တာเนาะဒီလိုလေး full colon scope operator နဲ့ reuse ဆိုပြီးလမ်းခေါ်ရင်ဒီ 42ကိုလမ်းခေါ်ပါမယ်အဲ့တော့ကျွန်တော်ကဒီမှာ reuse လို့ကြီးညာခဲ့တယ်ပြီးတော့မှဒီမှာခေါ်လို့ရှိရင်တော့ဒီ0ပဲကျွန်တော်တို့ကရပါတော့မယ်ပေါ့နော်ကဲအဲ့တော့ဒီကောင်လေးကိုကျွန်တော်တို့လက်တွေ run ကြည့်အောင်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကနော်42ဒီကျွန်တော်တို့ကပထမဆုံးဒီကနော်42ဒီမှာ42ထွက်ခဲ့ပါတယ် unit ကိုကျွန်တော်တို့က main ထဲမှာ0ဆိုတဲ့အတွက် unit ဒီ0ထွက်လာပါမယ်အဲ့တော့ reuse ကိုကျွန်တော်တို့0ပေးလိုက်ပါပြီကျွန်တော်တို့ reuse နဲ့ unit ကိုထုတ်ပါမယ်အဲ့တော့ဒီမှာကျွန်တော်တို့ဒီဒါဒီ reuse ရဲ့0ဒါဒီ unit ရဲ့0အဲ့ဒီမှာဆိုလို့ကျွန်တော်တို့ကနော်ဒီ main ထဲမှာပဲ scope operator နဲ့ reuse ဆိုပြီးတော့ပြန်ခေါ်ပါတယ်အဲ့လိုခေါ်လိုက်တဲ့အတွက်ဒီအပေါ်ကနော် global က reuse ကိုပြန်ခေါ်ပြီးတော့42ထွက်လာပေးပါတယ်ဆိုတော့ကျွန်တော်တို့ကနော်ဒီ local variable တွေနဲ့ global variable တွေကိုနာမည်တူမပေးသင့်ဘူးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က program ကကြာလေရှုပ်လေဖြစ်ပြီးတော့ကျွန်တော် bug တွေရှာရခက်စေပါတယ်အဲ့တော့ကျွန်တော်ကနော်ဒီမှာနောက်ထပ်ဥပမာလေးတစ်ခုကြည့်လိုက်ရအောင်အဲ့တော့ဒါလေးကိုကြည့်ပါအဲ့တော့
ဒါဆိုလို့ရှိရင်ကျွန်တော်တို့က J ရဲ့ value ကဘာဖြစ်မလဲစဉ်းစားကြည့်အောင် J ရဲ့ value က100ဖြစ်မှာပါဘာလို့လဲဆိုတော့ J equal to I လို့ရေးတဲ့နေရာမှာ local I ကနေပြီးတော့မှကျွန်တော် global I ရဲ့42ကိုကျွန်တော်တို့က highlight ပြီး share လို့ဖြစ်သွားပြီ I ထဲမှာကျွန်တော်တို့က local ရဲ့100ရောက်သွားလို့ပါเนาะအဲ့တော့ကျွန်တော်မူရင်း I ကိုပြန်လို့ချင်းလို့လုပ်မလဲအရှိမပြောခဲ့သလိုပါပဲ scope operator လေးနဲ့ဒီလိုလေးပြန်လုပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကမူရင်း I ကိုပြန်ရပါပြီဒါဆိုလို့ရှိရင် global ရဲ့ I ကိုကျွန်တော်တို့ပြန်ရပါပြီနောက်တစ်ခုကြည့်ရအောင်အဲ့တော့ဒီကုတ်မှာပေါ့နော်ဒီကုတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကနော်အခုကိုကျွန်တော်ကrun လို့ရအောင်ရင်လုပ်လိုက်အောင်မယ်နော်အဲ့တော့ဒီကုတ်ကိုဆိုလို့ရှိရင်ကျွန်တော်ဒီကုတ်မှာနောက်ဆုံး output ထုတ်တဲ့အချိန်မှာ I နဲ့ sun ကဘာဖြစ်သွားမလဲကျွန်တော်ကြည့်အောင်အဲ့တော့ sun နဲ့ကျွန်တော်တို့ကဒီမှာပေါင်းလိုက်ပါမယ်နော်ပေါင်းမယ်ကျွန်တော်တို့ကဒီ I ကနော်30နဲ့ကျွန်တော်ကမညီမချင်းပေါင်းနေပါပေါ့နော်30နဲ့မညီဘူးဆိုရင်ပေါင်းနေမယ်အဲ့တော့ I 30ဖြစ်တဲ့အချိန်မှာသူကရက်သွားမယ်ဒီမှာကုတ်မှာကျွန်တော်ကရှင်းနေပြီဒီမှာ integer I ဆိုပေမဲ့ဒါဒီ for yes ကုတ်ထဲမှာဒီထဲမှာပဲ I ကရှိပါတယ်အဲ့ဒါပြီးသွားလို့ကျွန်တော်တို့ I ရပြီးသွားမယ်အဲ့တော့ sun ထဲမှာကျွန်တော်တို့က45ရောက်လာမယ်ဒီ I ဒီအပေါ်က100ပဲထွက်လာပါမယ်ဒါလေးကိုကျွန်တော် combine လုပ်ပြီးတော့ run ကြည့်မယ်ဆိုတော့ပြင်းသွားတယ် let's go to let's go to dot up ဆိုတော့145ဒီ100ဒီ global ကဒီအပေါ်က global သူ့ရဲ့ဒီ main ရဲ့100ဖြစ်ပါတယ် for ရဲ့ I ဒီသူကဒီ for ပြီးသွားတဲ့ I ကမသိတော့ဘဲနဲ့မသိတော့ပျောက်သွားမှာပေါ့နော်ဒီ I ကိုပဲသူကထုတ်ပြမယ်အဲ့တော့ sun ကဒီပေါ်မှာ sun နဲ့ကိုကျွန်တော်ပေါင်းသွားမှာဖြစ်တဲ့အတွက် sun ဒီ main ရဲ့ scope ထဲမှာရှိတဲ့အတွက်သူ့ကိုထုတ်လိုက်တော့ချိန်မှာပေါင်းလိုက်ရလာမယ် I ဒီ100ဖြစ်ပါတယ်အဲ့တော့ video ကလည်းနည်းနည်းရှည်သွားပြီဖြစ်တဲ့အတွက်သင်ခန်းစာကိုကျွန်တော်ဒီလောက်နဲ့ရပ်လိုက်ပါမယ်တခြားနားထောင်ပြီးတော့ like လုပ်ကြည့်ပါကုတ်လေးလည်းကျွန်တော် GitHub မှာတင်ထားပါမယ်အဲ့တော့ဒီ video လေးကိုသဘောကျရဆိုလို့ရှိရင်တကယ်ချင်းတွေကို share ပေးဖို့မြတ်တက်ခံပါတယ်ပြီးရင်ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ထားပေးခဲ့ဖို့မြတ်တက်ခံပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်